ဒီဂိမ်းကစုံးမလန်းလန်းလေးတယောက်က Angel တွေကိုလိုက်ဖြော်ရတဲ့ဂိမ်းဗျ Fan service တွေရတယ် share ကြီးပါတယ် Nice Gameplay ကလည်း God of War လိုပဲဒါပေမဲ့ Creator တော့မပါဘူး Sexy ကြတဲ့ Creator Man I'm dead ဆိုတော့ဇာတ်လမ်းလေးကိုကြည့်လိုက်ဇာတ်လမ်းလေးမစခင် YouTube ကကြည့်နေရဆိုရင် YouTube channel လေးကို subscribe လုပ်ခဲ့ပေးပါ TikTok ကဆိုရင်တော့ follow လုပ်ခဲ့ပြီးတော့ comment လေးလည်းမှန်းခဲ့ကြပါဦးလွန်ခဲ့တဲ့နှစ်ပေါင်း900ကဥရောပရဲ့ Belgrade ဆိုတဲ့မြို့လေးမှာကပတ်ဟန်ချက်ကိုထိန်းညှိပေးတဲ့အလင်းဘတ်တော်တာ Lumen Sage နဲ့အမောင်ဘတ်တော်တာ Umbra Witches ဆိုပြီးတော့အုပ်စုနှစ်စုရှိခဲ့တယ်သူတို့မှာကဘာကြီးရဲ့အချိန်နဲ့ဖြစ်တည်မှုကိုစောင့်ကြည့်နိုင်တဲ့ Eyes of the Wall ဆိုတဲ့ရတနာတစ်ခုရှိတယ်ဒါပေမဲ့စီးကံတစ်ခုကိုချိုးဖောက်ပြီးအလင်းနဲ့အမောင်ကြားမှာကလေးတစ်ယောက်မွေးဖွားလာခဲ့တယ်အဲ့ဒီကလေးကတားမြစ်ထားတဲ့တွေးနှောဖြစ်နေလို့စစ်ပွဲတွေဖြစ်ပွားပြီးအုပ်စုနှစ်ခုလုံးပြတ်သုံးသွားခဲ့ရတယ်နှစ်ပေါင်း900ကြာတော့ရေရောက်ကခေါင်းသားတစ်ခုထဲမှာအမျိုးသမီးတစ်ယောက်ကနိုးလာခဲ့တယ်သူမမှာဘာမှညံမှမရှိတော့ဘူးသိတာတစ်ခုကတော့သူမဟာဘေယိုနာတာလို့ခေါ်တဲ့ Umbra Witch တယောက်ဖြစ်နေတာပါပဲဘေယိုနာတာဟာသူမရဲ့ပျောက်ဆုံးနေတဲ့အတိတ်ကိုရှာဖွေဖို့အတွက် Belgrade မြို့ကိုထွက်ခွာလာပါတယ်သူမရဲ့ဘေးမှာတော့သတင်းပေးဖြစ်တဲ့ Anzo နဲ့နတ်ဆိုးလက်နက်တွေလုတ်ပြီး Rodin တို့ရှိနေပါတယ် Belgrade ကိုရောက်တဲ့အခါမှာတော့ကောင်းငယ်ဘုံက Angel စီကသူမကိုဝိုင်းတိုက်ခိုက်ပါတော့တယ်ဒါပေမဲ့ဘေယိုနာတာအချင်းမမဟုတ်တာသူမရဲ့ဖက်နောက်မှာတနက်တွေတက်ထားသလိုသူမရဲ့သပင်ကနေဆင်းငရဲကနတ်ဆိုးတွေကိုဆင့်ခေါ်ပြီးတော့ Angel တွေကိုအကုန်အမှောက်တိတ်နိုင်ခဲ့ပါတယ်ဒီခီးမှာသူမကိုအမြဲလိုက်နှောက်ရှက်နေတဲ့ Young နဲ့လည်းတွေ့ခဲ့ရပါတယ် Young ကဘေယိုနာတာကိုရန်သူလိုဆက်ဆံပြီးတော့မင်းကငါတို့မျိုးနွယ်ရဲ့အရှက်ရစရာပဲဆိုပြီးတော့ပြောဆိုတိုက်ခိုက်ခဲ့ပါတယ်ခီးလမ်းမှာဘေယိုနာတာသူမကိုမမ်မီလို့ခေါ်တဲ့ Syriza ဆိုတဲ့ကလေးမလေးတစ်ယောက်နဲ့စုံခဲ့ပါတယ်ဘေယိုနာတာကကလေးမချစ်တတ်ဘူးလို့ပြောပေမဲ့ဒီကလေးမလေးကိုဘေးကင်းအောင်ကာကွယ်ပေးရင်းနဲ့ပဲသူမရဲ့တင်းမာတဲ့စိတ်ထားတွေကပျော်ပြောင်းလာခဲ့တယ်တစ်ဖက်မှာလည်းလူကာဆိုတဲ့သတင်းတော်တစ်ယောက်ကသူ့အဖေတည်ဆုံးမှုအတွက်ဘေယိုနာတာကိုတရားခံလို့ထင်ပြီးတော့လိုက်လံစုံစမ်းနေပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့တကယ်တရားခံဟာစုံမတွေမဟုတ်ဘဲနဲ့ကောင်းငင်ဘောင်ကအင်ဂျယ်လက်ချက်ဆိုတာကိုသူနားလည်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့ဒီဖြစ်ရတွေအလုံးရဲ့နောက်ွယ်ကကျိုးကင်သူဟာ Father Builder ဆိုတဲ့နောက်ဆုံးကြံရတဲ့ Lumen 6ဖြစ်နေတာကိုသိလိုက်ရပါတယ်ပိုပြီးအမောကိုကောင်းတာက Syriza ဆိုတဲ့ကလေးမလေးကအတိတ်ကဘေယိုနာတာကို Builder ကအချင်းခီးသွားပြီးတော့ခေါ်လာခဲ့တာပါ Builder ကဘာလို့လုပ်တာလဲဆိုတော့ ဘေယိုနာတာရဲ့အတိတ်ကမှတ်ဉာဏ်တွေကိုပြန်နိုးထလာစေပြီးတော့ left eye ကိုအသက်တွင်းဖို့ပါ right eye ဖြစ်တဲ့သူနဲ့ပေါက်ဆက်ပြီးတော့ဖန်ဆင်းရှင်နဲ့ဖျားမှာ Julius ကိုပြန်လည်နိုးထစေဖို့ပါသူ့အကြံစီအောင်မြင်သွားပြီးဘေယိုနာတာတတိလက်တော်က Julius နဲ့ဖျားမကြီးရဲ့မျက်လုံးထဲမှာပိတ်မိသွားခဲ့ပါတယ်ကဘာကြီးကလည်းပျက်စီးဖို့လက်တလုံးအလိုမှာရောက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရန်သူလို့ထင်ခဲ့ရတဲ့ Shan ဟာတကယ်တော့ဘေယိုနာတာကိုကာကွယ်ပေးခဲ့ပါတယ်သူမကဘေယိုနာတာကိုနတ်ဖျားမရဲ့မျက်လုံးထဲကနေဆွဲထုတ်ပြီးကယ်တင်ခဲ့ပါတယ်ဘေယိုနာတာနဲ့ Jin နှစ်ယောက်ပေါင်းပြီးဖန်ဆင်းရှင် Julius ကိုအာကာသရဲ့အထိလိုက်လံတိုက်ခတ်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့ဘေယိုနာတာသူမရဲ့ဆွမ်းအားကိုတုံးပြီးအကြီးမားဆုံးနတ်ဆိုးကြီးဖြစ်တဲ့ Queen Shiva ကိုစင့်ခေါ်က Julius ကိုနေတဲ့ပစ်ထည့်လိုက်ပြီးအဆုံးသတ်လိုက်ပါတော့တယ်အရာအလုံးပြီးဆုံးသွားတဲ့အခါမှာတော့ဘေယိုနာတာသူမဘာတူလဲဆိုတာသိသွားပြီးတော့သူမဟာကဘာကြီးကိုဖျက်ဆီးမဲ့လူမဟုတ်ပဲဟန်ချက်ညီအောင်ထိန်းညှိပေးမယ် Umbra Witch တယောက်ဆိုတာကိုသူသိသွားခဲ့ပါတယ်သူမဟာလူကာယင်းနုနဲ့အတူအမောင်ထဲကနေကဘာကြီးကိုဆက်လက်ဆောင်ရှောက်ရင်ဇလန်ဟာပြီးဆုံးသွားပါတယ်ဇလန်လေးရတော့ဒါပါပဲဘေယိုနာတာဂိမ်းက3ဂိမ်းရှိတဲ့အတွက်လည်းနောက်ထပ်ဂိမ်းတွေအကြောင်းသိပေးပါအောင် Subscribe လုပ်ခဲ့ပေးပါ